ဒီဇက်ကဟာဒီမွန်စလေယာအဖွဲ့သားအလုံးမူဇန်ရဲ့ Infinity Castle ကိုရရှိလာခြင်းနဲ့စတင်ထားပါတယ်။မူဇန်စီကိုရောက်ဖို့ဆိုတာမလွယ်ကူပါဘူး။ဟာရှိယာတွေအတွက်အထက်တန်းအဆင့်နှဆိုးအပမွန်းတွေရှိနေသလိုတခြားစလေယာတွေအတွက်လည်းနှဆိုးအုပ်စုကြီးကစောင့်ကြိုနေပါတယ်။သူတို့မှာအချိန်အများကြီးမရှိပါဘူး။မူဇန်ရဲ့ကိုယ်ထဲမှာအားနဲ့အောင်လှုပ်ထားတဲ့တာမာယိုကိုကယ်တင်ဖို့အမြန်သွားရမှာပါ။ Infinity Castle တွေကိုပြုတ်ကျသွားတဲ့အချိန်မှာအဖွဲ့သားတွေကွဲကုန်ကြပါတယ်။ရှင်နိုဘူးဟာသူမရဲ့မကြေအေးနိုင်တဲ့ရန်သူအပမွန်တူဖြစ်တဲ့ဒိုမာကိုရင်ဆိုင်ဖို့ပြင်ဆင်နေသလိုဇနက်စုကလည်းသူ့ရဲ့စီနီယာဟောင်းခိုင်ကာကုန်းနဲ့အကျွေးဟောင်းဆက်ဖို့ရှိနေပါတယ်။တစ်ဖက်မှာတော့တန်ဂျီရိုနဲ့ဒိုမီယိုခါတို့ဟာအပေးအယူညံ့ညံ့နဲ့နတ်ဆိုးတွေကိုအတူတူရှင်းလင်းရင်းရှေ့ဆက်နေပါတယ်။သူတို့နှစ်ဦးဟာမူဇန်ကိုတိုင်းသူတို့ကိုဒီတဲကိုဆွဲသွင်းခဲ့တာဖြစ်လို့ဒါဟာလွယ်ကူမှမဟုတ်ကြောင်းသတိထားနေကြပါတယ်။ရှင်နိုဘူးဟာသူမရဲ့အမဖြစ်သူကိုတတ်ခဲ့တဲ့အပမွန်တူဒိုမာကိုရှာတွေ့သွားပါတယ်။ဒိုမာဟာမင်းကလေးတွေကိုစားသုံးပြီးသူတို့ကိုဒုက္ခကင်းဝေးရာပါရာဒိုက်စီပို့ဆောင်ပေးနေရလို့ယုံကြည်နေတဲ့အယူတစ်ယောက်ပါ။ရှင်နိုဘူးဟာအစိတ်တွေသုံးပြီးသူ့ကိုအကြိမ်ကြိမ်တိုက်ခိုက်ပေမဲ့ဒိုမာရဲ့ပြန်လည်ကုသနိုင်စွမ်းကညံလုံးနေပါတယ်။ဒိုမာရဲ့သွေးနဲ့လှုပ်ထားတဲ့အေးဓာတ်တွေကရှင်နိုဘူးရဲ့အဆုတ်ကိုပျက်စီးစေခဲ့ပါတယ်။သူမဟာအရက်မရှိလို့နတ်ဆိုးကောင်းကိုမဖြတ်နိုင်တဲ့သူမရဲ့အားနည်းချက်အတွက်စိတ်ပြတ်နေချိန်မှာအမဖြစ်သူရဲ့ဝိညာဉ်ကပေါ်လာပြီးအားပေးခဲ့ပါတယ်။ရှင်နိုဘူးဟာနောက်ဆုံးစွမ်းအားကိုသုံးပြီးဒိုမာရဲ့နှလုံးကိုအစိမ့်နဲ့ထိုးနှက်နိုင်ခဲ့ပေမဲ့ဒိုမာကသူမကိုဖမ်းဆီးပြီးဝါမျိုးလိုက်ပါတော့တယ်။ရှင်နိုဘူးတေဆုံးသွားတဲ့တဲ့ရင်ကိုကြီးကန်းတွေကနေတဆင့်အားလုံးသိသွားတဲ့အခါတိုက်ပွဲဟာပုံမပြင်းထန်လာပါတယ်။ဇနက်စုဟာအပမွန်စစ်အသစ်ဖြစ်လာတဲ့သူ့ရဲ့စီနီယာဟောင်းခိုင်ကာကုနဲ့တွေ့ဆုံပါတယ်။ခိုင်ကာကုကြောင့်သူတို့ရဲ့ဆရာဟာအဖိုးဟာနောင်နာတွေနဲ့ရှင်နာစွာတိတ်ဆုံးခဲ့ရတာပါ။ဇနက်စုဟာအရင်ကလိုကြောက်တတ်တဲ့ကောင်လေးမဟုတ်တော့ပဲတည်ငြိမ်စွာနဲ့ခိုင်ကာကုကိုရင်ဆိုင်ပါတယ်။ခိုင်ကာကုရဲ့နတ်ဆိုးသွေးပါတဲ့လျှက်စီးပညာတွေကြောင့်အစာပိုင်းမှာအထိနာခဲ့ပြီးနောက်ပိုင်းမှာတော့ဇနက်စုကသူ့ဘာသာတီထွင်ထားတဲ့အမှတ်9ပုံစံနဲ့တစ်ချက်ထဲခေါင်းဖြတ်လိုက်နိုင်ပါတယ်။တိုက်ပွဲပြီးမှဇနက်စုဟာတတိလက်နဲ့ရင်သူ့အဖိုးကိုတွေ့ခဲ့ပြီးအဖိုးကလည်းဇနက်စုကိုသူ့ရဲ့ဂုဏ်ယူစရာမီးလေးအဖြစ်သတ်မှတ်ခဲ့ပါတယ်။တန်ဂျီရိုဟာရန်ကိုကုကိုတတ်ခဲ့တဲ့အာကာဇာနဲ့ထိတ်တိုက်တွေ့ပါတယ်။အာကာဇာကလည်းတန်ဂျီရိုဟာအရင်ကလိုအားနည်းတဲ့ကောင်လေးမဟုတ်တော့ကြောင်းအသိမှတ်ပြုပြီးသူ့ရဲ့စွမ်းအားအစင်မှန်တွေကိုထုတ်သုံးကတိုက်ပွဲကိုစတင်လိုက်ပါတော့တယ်။အာကာဇာကတိုမီယိုခါကိုနာမည်မေးပေမဲ့တိုမီယိုခါကစကားမပြောဖို့ပဲပြန်ပြောပါတယ်။အာကာဇာကတော့သူဟာစကားပြောရတာဝါသနာပါကြောင်းနဲ့နာမည်ပြောလာအောင်ဖိအားပေးမယ်ဆိုပြီးပြင်းထန်တဲ့ကန်ချက်တွေနဲ့တိုက်ခိုက်ပါတယ်။တန်ဂျီရိုကတိုမီယိုခါအတွက်စိုးရိမ်ပြီးနာမည်အော်ခေါ်လိုက်လို့အာကာဇာနာမည်သိသွားပါတယ်။အာကာဇာကတန်ဂျီရိုကိုချီးကျူးပြီးရန်ကိုကူကောင်းကောင်းသင်ပေးခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့ရန်ကိုကူရဲ့အတုံးမကျတဲ့စန်တာမိုးတွေသာမရှိရင်သူဟာဒီထက်မကတန်မာလာနိုင်တယ်လို့စော်ကားလိုက်တဲ့အခါတန်ဂျီရိုကပါဇက်ပိတ်ထားဖို့ပြောပါတယ်။အာကာဇာကသူဟာအားနည်းသူတွေကိုပဲမုံတိရရှာတာလို့ပြောပေမဲ့တန်ဂျီရိုကတမသူတွေဟာအားနည်းသူတွေကိုတမလာအောင်ကူညီရမယ်။ဒါဟာတဘာဝရဲ့စင်ញင်ပဲလို့ပြန်လည်ခြေပပါတယ်။တိုက်ပွဲဟာပိုပြင်းထန်လာပြီးအာကာဇာရဲ့ထွန်းနှက်ချက်တွေကတန်လိုက်တစ်ခုလိုတန်ဂျီရိုရဲ့အားနည်းချက်တွေကိုပဲအပြေကျလိုက်ထိနေပါတယ်။တန်ဂျီရိုကသူ့အဖေသင်ပေးခဲ့တဲ့မိနက်မင်းကဝဲအကြောင်းနဲ့အဖေဖြစ်သူကအသေးချလုံနိုင်ရင်စိတ်ဟာမမြင်နိုင်တဲ့အခြေအနေကိုရောက်သွားပြီးဖောက်ထွင်းမြင်ရသောကဘာကိုမြင်နိုင်မယ်လို့ပြောခဲ့တာကိုသတိရသွားပါတယ်။သူ့အဖေဟာမသေးခင်10ရက်အလိုမှာတော့အင်မတန်ဖျားနာနေပေမဲ့အင်ကိုလာတိုက်တဲ့ဝက်ဝံကြီးကိုဘာခံစားချက်မှမရှိပဲတက်ဖြတ်လို့စိတ် Madras in the Town မပြပဲကောင်းဖြတ်နိုင်ခဲ့တာကိုတန်ဂျီရိုမြင်ခဲ့ရပါတယ်။ဒါကိုအသုံးချပြီးတန်ဂျီရိုဟာအာကာဇာရဲ့ကြွက်သားနဲ့အင်ကအစိပ်ပိုင်းတွေလှုပ်ရှားမှုကိုဖောက်ထွင်းမြင်နိုင်တဲ့အဆင့်ကိုရောက်သွားပြီးအာကာဇာရဲ့ခေါင်းကိုဖျက်ချနိုင်ခဲ့ပါတယ်။ခေါင်းပြတ်သွားပေမဲ့အာကာဇာရဲ့ကိုယ်တွေကဆက်တက်ခိုင်နေတော့မှပဲအမျိုးသမီးတယောက်ကိုယူကီပေါ်လာပြီးသူကိုဟာကုချီလို့ခေါ်ကတားဆီးပါတယ်။အာကာဇာဟာငယ်စဉ်ကဖျားနာနေတဲ့အဖေအတွက်ဆေးဖို့ရအောင်ခိုးယူခဲ့ရပြီးအချင်းချင်းအရိုက်ခံခဲ့ရသူပါ။သူ့အဖေကတာဖြစ်သူကြောင့်ဒုက္ခရောက်နေတာကိုမကြည့်ရလို့ကိုအဆုံးစီရင်သွားခဲ့ပါတယ်။အာကာဇာသို့မဟုတ်ဟာဂူချီဟာငယ်စဉ်ကတည်းကတိုက်ခိုက်ရေးပညာထူးချွန်သူတူပါ။ဒီနေ့မှသူဟာလူမိုက်တွေလက်ကနေအဖိုးကိုတယောက်ကိုကယ်တင်ခဲ့ပါတယ်။အဲ့ဒီအဖိုးဟာကိုခံပညာသင်တန်းကျောင်းပိုင်ရှင်ဖြစ်ပြီးကျေးဇူးတင်လွန်းလို့ဟာကိုချီကိုသူ့ရဲ့ကျောင်းမှာခေါ်ယူဆောက်ရှောက်ခဲ့ပါတယ်။ဒါကိုဘေးပတ်ဝန်းကျင်ကတခြားသင်တန်းကျောင်းတွေကမကျေနပ်ကြပါဘူး။ဘာလို့လဲဆိုတော့သူတို့ကအဖိုးကိုတေးစေခြင်းပြီးအဲ့ဒီမီနေယာကိုလိုချင်နေကြလို့ပါ။တနေ့အကြာမှာတော့အဖိုးဝဲသမီးကိုယူကီဟာဟာကိုချီရဲ့ပြုစုမှုကြောင့်ကျမ်းမာရေးပြန်ကောင်းလာခဲ့ပါတယ်။
အပိုးဟာဟာကိုဂျီကိုအရန်ခင်တွယ်သွားပြီးသူ့ရဲ့မြင်နေရတွေကိုအမွေပေးရုံနဲ့မကသမီးဖြစ်သူနဲ့ပါလက်ထပ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဟာကိုဂျီနဲ့ကိုယူကီတို့ဟာလည်းတယောက်ကိုတယောက်ချစ်မိသွားကြပါတယ်။ဟာကိုဂျီဟာသူ့ဘဝမှာဖခင်ဖြစ်သူတည်ဆုံပြီးနောက်ပိုင်းတစ်ခါမှမမျှော်လင့်ထားတဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကိုပြန်ရတော့မယ်လို့ယုံကြည်ပြီးသူတို့ကိုအသက်ပေးကာကွယ်ဖို့သစ္စာဆိုခဲ့ပါတယ်။ဒါပေမဲ့ကန်ဂျမာကရက်ဆက်လွန်ခဲ့ပါတယ်။သူ့ဖခင်ရဲ့တင်ញိုင်းကိုလက်ထပ်မဲ့အကြောင်းတွားပြောပြီးပြန်လာတဲ့အချိန်မှာတော့သူ့ရဲ့ဆရာနဲ့ချစ်သူကိုယူကီတို့ဟာအသက်ခံလိုက်ရပါပြီ။တိုင်ဘက်တင်တန်းဆောင်ကလူတွေဟာသူတို့မိသားစုလုံးတည်ဆုံသွားအောင်ရှည်ရင်းတွေကိုအစိတ်ခတ်ခဲ့ကြတာပါ။ဆရာသူတွေကိုဆုံးရှုံးလိုက်ရတဲ့ဟာကိုဂျီဟာယူသွတ်သွားပြီးတိုင်ဘက်တင်တန်းဆောင်ကလူအလုံးကိုရရဆက်ဆက်တက်ဖြတ်ပစ်ခဲ့ကြပါတယ်။အဲဒီတက်ဖြတ်ဖို့ဟာဘလောက်တောင်ကြောက်စရာကောင်းလဲဆိုရင်နတ်ဆိုးဘရင်မူဆန်ကိုယ်တိုင်ဒါဟာနတ်ဆိုးတစ်ကောင်ရဲ့လက်ချက်လို့ထင်ပြီးလာကြည့်ရတဲ့အထိပါပဲ။မူဆန်ဟာဟာကိုဂျီကိုနတ်ဆိုးအဖြစ်အတင်းကျပ်ပြောင်းလဲစေခဲ့ပြီးအဲ့ဒီအချိန်ကစလို့သူဟာအတိတ်မိနေတဲ့အထက်တန်းအဆင့်3နတ်ဆိုးအာကာစာဖြစ်လာခဲ့ပါတယ်။လက်ရှိတိုက်ပွဲမှာတန်ဂျီရိုနဲ့တိုမီယိုခါတို့ကိုရင်ဆိုင်ရင်အာကာစာဟာသူ့ရဲ့အတိတ်တွေကိုပြန်လည်သတိရလာပါတယ်။တန်ဂျီရိုရဲ့ထိုးနှက်ချက်တွေကသူ့ရဲ့ဆရာကိုပြန်သတိရစေခဲ့ပါတယ်။အာကာစာဟာအားနည်းတဲ့သူတွေကိုအမြဲမုန်းတီးခဲ့တယ်လို့ပြောပါတယ်။ဘာလို့လဲဆိုတော့အားနည်းသူတွေဟာရှည်တွင်းနဲ့အစိတ်ခတ်တာမျိုးလိုရုံညံ့တဲ့အလုပ်တွေကိုလုပ်တတ်ကြလို့ပါ။သူဟာနတ်ဆိုးဘဝမှာသူ့ဆရာရဲ့တိုက်ခိုက်ရေးမှုတွေကိုမလေးစားခဲ့မိတာဖခင်ရဲ့နောက်ဆုံးစကားတွေကိုနားမထောင်ခဲ့မိတာတွေအတွက်နောင်တရသွားပါတယ်။နောက်ဆုံးမှာတော့အာကာစာဟာသူ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုပြန်လည်တိုက်ခိုက်ပြီးအဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့စိတ်အာရုံထဲမှာဖခင်ဖြစ်သူနဲ့ဆရာဖြစ်သူတို့ပေါ်လာပြီးသူ့ကိုခွင့်လွှတ်ကြောင်းပြောခဲ့ကြပါတယ်။မူဆန်ကသူ့ကိုဆက်တိုက်ခိုက်ဖို့အမိန့်ပေးနေပေမဲ့ချစ်သူကိုယူကီပေါ်လာပြီးတော့ပါတော့ရှင်အများကြီးစူးစမ်းခဲ့ပြီလို့ပြောလိုက်တဲ့အခါမှာတော့အာကာစာဟာမျက်ရည်တွေနဲ့အတူသူမကိုဖတ်ထားပြီးနောင်တရကကြောက်ကွယ်သွားပါတော့တယ်။ဒီလိုနဲ့အထက်တန်းအဆင့်3နတ်ဆိုးအာကာစာဟာအနိုင်မခံအရှုံးမပေးပဲသူ့ရဲ့လူသားစိတ်ပြောင်းဝင်လာကစက်သိမ်းသွားခဲ့ပါတယ်။တန်ဂျီရိုနဲ့တိုမီယိုခါတို့လည်းမောဟိုက်ပြီးသတိမိသွားကြပါတယ်။အထက်တန်းအဆင့်1ကိုကိုရှိဘိုကအာကာစာကိုအားနည်းတယ်လို့အပြစ်တင်ပြီးဒူမာကတော့မိမသားတွေကိုဘယ်တော့မှမစားခဲ့တဲ့လူမိုင်လေးလို့ခေါ်ကလောင်ပြောင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့အဖွဲ့သားတွေဟာမူဇိုင်ရှိရာကိုဆက်လက်ထွက်ခါခဲ့ကြပါတယ်။ပြီး Demon Slayer Infinity Castle Movie ရဲ့ဇလန်းပြန်လည်ပြောပြချက်ကတော့ဒီမှာတင်ပြီးဆုံးပါပြီ။ဒီ recap ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like ပေးခဲ့ဖို့နဲ့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်။အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေဗျာ။